ဒ္ဓဘာသာတွေအများစုကဘာသာပြောက်မှာကိုအရင်စိုးရိမ်ကြတယ်။တခြားဘာသာတွေရဲ့မဲဆွယ်မှုတွေတခြားဘာသာတွေရဲ့စီယုံမှုတွေကြောင့်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဘာသာပြောက်မှာကိုစိုးရိမ်ကြပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကကျွန်တော်တို့ဘာသာကိုလေးလေးစားစားနဲ့တန်ဖိုးထားရလားကျွန်တော်က true speaker ဖြစ်ပါတယ်။အမှန်တကယ်တော့ကျွန်တော်တို့ကစိုးရိမ်လွန်နေကြတာဗျ။ကျွန်တော်တို့ဘာသာကိုဘယ်သူမှလာပြီးတော့ဖျက်မဆီးဘူး။တို့မြတ်စွာဘုရားဟောထားခဲ့တယ်လို့ဗုဒ္ဓဘာသာကိုဗုဒ္ဓဘာသာလူတွေပဲဖျက်ဆီးသွားကြမှာ။အဲ့ဒါတကယ်ဗျ။ကျွန်တော်တို့ Christian တွေကိုကြည့်လိုက်မယ်ဆိုရင် Christian တွေရဲ့ကလေးတွေရဲ့အစာလူကြီးအစုံစနေတလင်းကိုနေဖရားเจ้าသူတို့ရဲ့တာဝန်ဝတ္တရားတစ်ခုထပ်ပို့တဲ့အရေးကြီးတဲ့အစိတ်အပိုင်းအခန်းကဏ္ဍကနေပြီးတော့တက်ရောက်ကြတယ်ဝတ်ပြုကြတယ်။အစ္စလမ်တွေကြီးကြမယ်ဆိုလဲထုံနည်းတူစွာပဲ။သူတို့ဗလီတက်တဲ့အချိန်ကျရင်စီကံရှိစွာနဲ့ဘဝမှာအရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုလို့သတ်မှတ်ပြီးတော့ဗလီတက်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာအခါကြီးရဲ့ကြီးကြတော့မှလူငယ်တွေကဖရားသွားကြောင်းတက်ကြတယ်။အဲ့လိုဖရားသွားကြောင်းတက်ရင်လည်းအဓိကယူရချက်ကမြတ်စွာဘုရားကိုကြီးညိုလွန်းလို့မဟုတ်တော့ဘူးဗျ။နောက်ပိုင်းတွေမှာဖရားသွားကြောင်းတက်ပြီးပြန်တာနဲ့သူတို့လှုပ်ချင်တာလှုပ်တယ်သွားခြင်းတဲ့နေရာကိုသွားတယ်ငါးပါးသီလဆိုတာကိုဘာလို့လဲမသိကြတော့သာသနာတော်ကြီးကတဖြည်းဖြည်းနဲ့နှစ်ပေါင်းကြာလာလေးဆိုးရုပ်လာလေးပဲဆိုတာတကယ်မှန်တယ်ဗျအခုလက်ရှိကျွန်တော်တို့ဒီဗီဒီယိုထဲကကိုတော်ကိုကြည့်ကြည့်ပါဂီတာနဲ့ယဟန်နဲ့ဆိုတာဘာမှမသက်ဆိုင်ဘူးမိမိကိုယ်တိုင်ကမိမိရဲ့ဘာသာသာသနာကိုညှိုးနှွမ်းအောင်လုပ်နေမှတော့ကြံတဲ့လူတွေမလေးမစားဖြစ်တာစမ်းလားဗျအဲ့တော့ကျွန်တော်တို့ကစိုးရိမ်မလွန်ပါနဲ့ကျွန်တော်တို့အခုပဲပြုပြင်လိုက်ပါမိမိကိုယ်ကို